ကဲတော်လာမိဘပြည်တို့ရေအခုချင်းပြည်နယ်ဘက်မှာချင်းပြည်နယ်မှာနော်ခလေး6ဦးမအလားဘုံကျဲတတ်လိုက်တယ်ဘုံကျဲတတ်လိုက်တဲ့အချိန်မှာပဲတခါတည်းပဲနော်အဲ့ဒီပူတူဆိုတဲ့ကောင်မအလားရဲ့ပရိတာပေါ့မအလားဘာပဲလောက်မအလားရောက်မာမှုတွေခွေးချင်းခွေးကြံမှုတွေတခါလောက်ပြီးဆိုရင်အဲ့ဒီကောင်ရဲ့တည်င်းကတက်လာပြီ तू ကဘာတွေလောက်မလဲဆိုတာဘာမှမဟုတ်တဲ့တည်င်းတွေမှာတော့လင်မယားတည်င်းပြဿနာလင်မယားပြဿနာတွေတည်င်းကိုစောက်ကြည့်စောက်တယ် तू လောက်လိုက်တယ်ကဘာကြောင့် तू လောက်လိုက်တယ် तू လောက်လိုက်တဲ့အချိန်မှာပဲအရေးကြီးတဲ့တည်င်းတွေကလူတွေမမြင်တော့ဘူးပြည်သူလူထုတွေမကြားမမြင်ရတော့ဘူးမသိရတော့ဘူးအမြဲတမ်းပဲအဲ့ဒီပုတုဆိုတဲ့ကောင်ကိုတာဝန်ရှိသူတွေစောက်ကြည့်ပေးကြပါပြည်သူလူထုတွေစောက်ကြည့်ပေးကြပါနော်နိုင်ငံရေးတော်လှန်ရေးဆိုတာတိုက်ဆိုင်မှုဆိုတာမရှိဘူးနော်ချင်းပြည်နယ်မှာမင်းအောင်လိုက်ဘုံကျဲတက်လိုက်တဲ့ခလေး6ဦးက9လသားခလေးအရွယ်2ဦး3နှစ်ခလေးအရွယ်2ဦး4နှစ်ခလေးအရွယ်2ဦး9နှစ်သားခလေးအရွယ်2ဦးပြီးတော့19နှစ်ခလေးအရွယ်2ဦးစုစုပေါင်း6ဦးအဲ့ဒီတည်င်းကလူတွေနည်းနည်းပဲမြင်တယ်ချဲပေးတဲ့သူလည်းနည်းနည်းပဲစီးတယ်ဒါပေမဲ့ဟိုခွေးမသားရဲ့ဗီဒီယိုပူတူဆိုတဲ့မအေလိုကပရိုက်တာနော်တိမပါနော်အဲ့ဒီကောင်ရန်ကောင်မှာပဲပြီးတော့မင်းအောင်လိုင်းရောက်မှာမှုတစ်ခုလောက်ပြီးဆိုရင် तू မဟုတ်မဟာတဲ့တည်င်းတစ်ခုကို तू လောက်ထဲလိုက်တယ်နော် तू တင်တဲ့အဲ့ဒီတည်င်းကလူတွေအများကြီးပဲပြန်တော့ချဲတယ်နော်တချို့တွေကတော့ပြည်သူတွေပဲအဲ့ဒီမအေလိုကမတူရအဘပ်အေလိုမအောင်လိုက်ရောက်မှာထားတဲ့တည်င်းပြည်သူလူထုကိုကျဲစားတဲ့တည်င်းဖုံးကွယ်သွားအောင် तू ကလောက်နေတာအဲ့ဒါရိုးသားတာမဟုတ်ဘူးနော် तू တင်တဲ့တည်င်းတွေကလင်မယားပြဿနာကအဲ့ဒီအဖွားကြီးရပေါ့နော်သူ့ရဲ့လင်ကသူ့ကို acid နဲ့လောင်းတယ်ကွယ်နော် acid နဲ့လောင်းသွားတာအဖွားကြီးလဲငိုပြီးတော့တနာစရာကောင်းတာပေါ့နော် तू ကအဲ့ဒီဗီဒီယိုကိုတည်င်းကြီးနဲ့စောက်ကြည့်တဲ့နဲ့ तू တင်လိုက်တာတင်လိုက်တဲ့ချိန်မှာလူတွေကြည့်တာအပန်းနဲ့ချဲပေးလိုက်တဲ့သူကအထောင်နဲ့စီးတယ်ကွန်မင်းထဲမှာဝင်ဖတ်လိုက်လို့ရှိရင်အဖွားကြီးကိုဝိုင်းပြီးတော့တနာကြတာပေါ့နော်အဖွားကြီးက acid နဲ့အလောင်းခံရတာပဲနော်အဖွားကြီးရဲ့လေကအဖွားကြီးကိုမတရသေးဘူးမင်းအောင်လိုက်လို့မျိုးဘုံကျဲတာတပ်ဖြတ်တာပြီးတစ်ခါကျဲလိုက်လို့ရှိရင်ခလေး10ယောက်ခလေး6ယောက်ခလေးရောက်100သေးတာအဲ့ဒါလိုမျိုးမဟုတ်ဘူးလင်မယားပြဿနာတက်လို့သူ့ရဲ့မယားကိုသူ acid နဲ့လောင်းလိုက်တယ်နော်အဲ့ဒီအဖိုးကြီးကိုအရေးယူမယ်ဆိုရင်သူတို့ရဲ့ပရိတာအဖွားနဲ့အဲ့ဒီအဖိုးကြီးကိုသူတို့ရိုက်သားလို့ရတယ်ဟုတ်အဲ့ဒီပြဿနာတသေးလေးကိုကြီးကျယ်လောက်လိုက်ပြီးတော့အမေစုရဲ့တည်င်းရောချင်းပြည်နယ်မှာမအလားကျဲတက်လိုက်တဲ့ခလေး6ဦးတည်င်းရောချင်းပြည်နယ်မှာမင်းအောင်လိုင်းစစ်ခွေးအဖွားကြီးတယောက်ကိုဗဒိန်ကျစ်ပြီးတော့ဗလာတပ်ပစ်လိုက်တဲ့တည်င်းရောအညာမှာအဖိုးနဲ့အဖွားကိုပြစ်တက်လိုက်တဲ့တည်င်းရောအကောင်လုံးဖုံးကွယ်သွားအောင်အဲ့ဒီခွေးမတာပရိတာပုတုဆိုတဲ့ကောင်ကနော်မဟုတ်တဲ့တည်င်းကိုဖြန့်လိုက်တဲ့အချိန်မှာအဲ့ဒီတည်င်းကနာမည်ကျော်သွားတယ်မအလားကျဲတက်လိုက်တဲ့ခလေး6ဦးရဲ့တည်င်းလားအဖွားကြီးနဲ့အဖိုးအိုကိုပြစ်တက်တဲ့တည်င်းလားအဖွားကြီးကိုဗဒိန်ကျစ်ပြီးတော့တက်လိုက်တဲ့တည်င်းလားအကောင်လုံးဖုံးကွယ်သွားတယ်ဘယ်သူမှမမြင်မတွေ့တော့ဘူးအခုစေချိုပညာပေါ်မှာတက်လိုက်လို့စင်အဲ့ဒီခွေးမသာပုတုတင်ထားတဲ့လင်မယားပြဿနာရဲ့တည်င်းပဲလူတွေကသွားပြီးတော့စိတ်နာပေးကြတယ်သူ့ရဲ့လင်ကိုဘာညာတလကဝမ်းတော့ဆဲကြတာပေါ့နော်အဖွားကြီးကိုတော့ဝမ်းပြီးတော့တနာပေးကြတယ်အဖွားကြီးကိုမတနာနဲ့ဆိုမှမပြောရဘူးနော်တနာလို့ရတယ်ဒါပေမဲ့ဒီထက်တနာစရာကောင်းတာကတော့အဖွားကြီးရဲ့ခလေးအရွယ်အဖွားကြီးရဲ့ညီလေးအရွယ်မအလားတစ်ခါတည်းနဲ့ပေါင်900ပုံနဲ့ကျဲလိုက်တဲ့အချိန်မှာ6ဦးတည်သွားတယ်တခြားနေရာတွေလည်းအဖိုးအိုဖွားကိုလည်းပြစ်သားတယ်တခြားနေရာကိုလည်းအဖွားအိုတွေကိုဗဒိန်ကျင်းတော့ပြစ်သားတယ်အဲ့ဒီတည်င်းတွေကြတော့နေတော့ဝိုင်းပြီးတော့မတနာဘူးနော်တရားခံဖြစ်နေတဲ့စစ်ခွေးစတမအေလိုမိုက်စာကောင်မအလားမင်းအောင်လိုက်တယ်ကြတော့နေတော့ဝိုင်းတော့မဆဲဘူးနေတော့ဝိုင်းပြီးတော့စိတ်မနာဘူးဘာမှမဟုတ်မတဲ့လင်မယားတည်င်းကိုနေတော့စောက်ကြည့်နေတော့ရင်နာတယ်ပြီးတော့နေတော့တနာမိတယ်နော်ဟိုတနေ့တော့လည်းစစ်ခွေးတွေပေါ်တာလိုက်ဖန်တော့ပေါ်တာသမားကိုပြစ်ရင်နဲ့ခလေးမ9နှစ်အရွယ်ကိုစစ်တပ်ဘက်ကပြစ်သားလိုက်တယ်ပြစ်သားလိုက်တဲ့အချိန်မှာအမှုတက်တယ်ကွာအမှုကိုသူ့ရဲ့မိဘတွေကအမှုဖွင့်တယ်ဘယ်စစ်ခွေးရဲခွေးမအဲ့ဒီအမှုကိုတောင်းမယူပေးဘူးအဲ့ဒီခလေးမလေးကိုပြစ်သားတဲ့စစ်ခွေးကိုလည်းဘယ်သူမှမဖမ်းပေးဘူးနော်ဟိုတနေ့တော့ကိုရင်လေးကအဲ့ဒီဒိဋ္ဌိတကောင်ကကိုရင်လေးကိုရိုက်လို့အဲ့ဒါကိုတနိုင်ငံလုံးကိုဝိုင်းတော့တနာကြတယ်တနိုင်ငံလုံးကိုအဲ့ဒီဖုန်းကြီးကိုဖမ်းပါဝိုင်းတော့អော်နေကြတယ်ဟုတ်လားအရေးယူပေးပါဝိုင်းတော့អော်နေကြတယ်ဝိုင်းတော့တနာကြတယ်နော်အရေးကြီးတဲ့တည်င်းတွေမင်းအောင်လိုက်တနိုင်ငံလုံးရောက်มาတာဘုံကျဲတာတပ်ဖြတ်တာနေ့တိုင်းညတိုင်းခိုးဆိုလူရက်ထမြတိုက်အပြစ်မရှိတဲ့ပြည်သူလူထုကိုဖမ်းဆီးထောင်ချစစ်တိုင်းမှာပို့တင်းနေမှာပို့အဲ့ဒီအရာတွေကြတော့မင်းတို့ဘောမတွေဘောကွယ်ပြီးတော့စောက်ပစားပေါက်တွေပိုက်မင်းတို့တနာတင်းတဲ့အရာမင်းတို့မတနာဘူးမင်းတို့အော်တင်းတဲ့အရာမင်းတို့မအော်ဘူးမင်းတို့ချဲတင်းတဲ့အရာမင်းတို့မချဲဘူးမင်းတို့ကြစ်တင်းတဲ့အရာမင်းတို့မချဲဘူးအမှန်တရားနဲ့
တယ်မင်းတို့တွေလိုက်ပြီးတော့လောက်လိုက်ပြီးတော့တနာလိုက်ပြီးတော့ချဲလိုက်ပြီးတော့ဆဲဆိုနေကြတယ်ဟမ်အဲ့ဒီဖိုးကြီးကသူ့ရဲ့မယားကိုမသားရသေးဘူးကွာငါထားလိုက်နော်အဲ့ဒီဖုန်းကြီးလဲအဲ့ဒီကိုရင်လေးကိုမသားရသေးဘူးကွာဒဏ်ရာစီးတဲ့အထိလောက်တယ်ဒါမဲ့ခွဲမသားမင်းအောင်လိုက်စစ်ခွေးစစ်သားကြောင့်ပြည်သူလူထုတွေခလဲလူကြီးတွေနေ့တိုင်းညတိုင်းရက်ဆက်ဆက်နဲ့တပ်ဖြတ်ခံရတယ်ဘုံကျဲတပ်ဖြတ်ခံရတယ်အဲ့ဒါတွေကြတော့မင်းတို့မျက်ကွယ်ပြုတ်တယ်မင်းတို့ကြော်သွားတယ်မင်းတို့စောက်ရင်မလုပ်ဘူး